surprise ဖောက်ပြစရာရှိတယ်ဒီအောက်ထဲမှာရှိတဲ့ box နှစ်ဖောက်ပြမယ် surprise ရော surprise ဘာ surprise မှမသိဘူးအားလုံးပဲအတူတူစောင့်မျှော်ကြည့်ရှုကြပါပါလေးရေကူးကန်ကောင်းတဲ့ရေကူးကန်လေးမထိုးအောင်တောက်ရေမတိုက်အောင်မှားလို့ဒီမှာလေးမထိုးအောင်ရေဖြည့်ရုံပဲတန်းပြီးဖြန့်လိုက်ရုံပဲဒီကောင်ကဘေးထောင်လေးတွေနဲ့ကောက်တွေပါတယ်နော်ဒီရေကန်ကဒါ10ပေလို့တော့ပြောတယ်ဒါပေမဲ့ဒါကျွန်တော်တိုင်းကြည့်တာကတော့9ပေကျော်တယ်အတွင်းကွေဒါအပြင်ကွေက3ပေကျော်တယ်3ပေ4လမ်းမှာပေါ့နော်ဒီဇောက်ကကျွန်တော်တစ်ထိုင်ပဲဒါလူကြီးတယောက်ဒီလိုတစ်ထိုင်ဆိုရင်ဒါတပေခွဲကြော်လေးရှိတယ်နော်အဲ့တော့ဒါကန်ကြီးပါကဲဒီမှာနောက်ထပ်တစ်ကန်ဒါလေးကတော့ကန်သေးလေးပါဒါလေးကတော့ဒုတိယကန်ဒါလည်းရေမထိုးအောင်ထောက်ပါတယ်ဒါကတော့4ပေ10လက်မရှိတယ်ဒါဒီကနေဒီ4ပေ10လက်မကောင်းချိတ်လို့ရတယ်အမြင့်ကတပေခွဲရှိတယ်ဒီလိုပြက်ပေါ့အနံပေါ့နော်အနံက3ပေနဲ့3လက်မလောက်ရှိတယ်ဒါလေးကတော့လေမထိုးအောင်အသားထူတဲ့အမျိုးအစားကောင်းတယ်ကလေးတွေတွဲကြဲကြဲဝန်းဝန်းပဲခောက်သွားခောက်တယ်ုံပဲဒါတိတ်လို့လဲကောင်းပါတယ်ခင်ဗျာဒါမျိုးလေးတွေလူချင် KD Choice မှာရမယ်